အားလုံးပဲမင်္ဂလာပါညီမနာမည်ကတော့တိတ်ဝတီလင်းလို့ခေါ်ပါတယ်အခုလောလောဆယ်တော့ Resi University မှာ International Relations and Development Major ကိုတက်ရောက်သင်ကြားနေရပေါ့နော်ညီမကတော့ရန်ကုန်ကလာတာပါဟုတ်ကဲ့ညီမကကြတော့ဒီရန်ကုန်နိုင်ငံသားဘာသာတက္ကသိုလ်မှာပေါ့နော်ပြည်သစ်မေဂျာကိုဒီပထမနှစ်ထိကိုသင်ကြားခဲ့ရပေါ့နော်ဒါပေမဲ့2020ကနေစပြီးတော့ဒီကျောင်းဆက်မတက်ဖြစ်တော့ဘူးပေါ့နော်မတက်ဖြစ်တော့ဘဲနဲ့ဒီအလုပ်တွေလုပ်ဖြစ်တယ်ပေါ့နော်အလုပ်တွေကကြတော့ညီမအနေနဲ့ဆိုလို့ရှိရင်နည်းနည်းတော့စုံနေပေါ့နော်ဘာလို့ဆိုဟိုကလုပ်တယ်ဒီဟာလုပ်တယ်ဆိုတော့ကိုဝါသနာပါတဲ့ဟာကိုလိုက်ရှာရဲပေါ့နော်အဲ့တော့သင်တန်းတွေတက်ဖြစ်တယ်အလုပ်ဆိုလို့ရှိရင်နောက်ဆုံးလုပ်ခဲ့ရညီမ online ကနေစတင်တယ်ပေါ့နော်ဟုတ် language school တစ်ခုမှာ online ကနေစတင်ဖြစ်ပါတယ်ဟုတ်ညီမကကြတော့ပေါ့နော်ဒီဂျားထဲမှာခုနပြောသလိုပဲကိုဝါသနာပါတာတွေကိုလိုက်ပြီးတော့လေ့လာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီခါမှာဘာလုပ်ဖြစ်လဲဆိုတော့ညီမ volunteering ဟာတွေလည်းလုပ်ဖြစ်တယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်နောက်ဆုံးညီမတို့2024မှာဆိုလို့ရှိရင်ညီမနဲ့အတူတူပေါ့နော်အဲ့လိုသဘောထားချင်းတူတဲ့သူတွေနဲ့အတူတူအဲ့ organization တစ်ခုကိုစပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်လည်းညီမတို့ကဒီ women empowerment ဘိုင်းကိုသွားထားရပေါ့နော်ဒီဘိုင်းဆိုလို့ရှိရင်ညီမကလည်းဒီ major မှာဆိုလဲ development ဘိုင်းကိုပို့ပြီးတော့အဲ့လိုသွားကျင်တာဖြစ်တယ်ပေါ့နော်ပြတော့ကြတော့ဒီ major နဲ့ညီမလုပ်တဲ့ဒီအလုပ်တွေနဲ့ကအဲ့လိုကိုက်ညီမှုရှိရပေါ့နော်အဲ့ဒါကလည်းညီမကိုဒီဝင်တာဖြစ်စေရဲ့အချက်တစ်ချက်လို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ပြီးတော့နောက်ထပ်ကကြတော့ essay နဲ့ video presentation ပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှိရင်လည်းကိုကဘာလုပ်ချင်တယ်ဘာဖြစ်ချင်တယ်ကိုဘာကြီးလုပ်တယ်အဲ့ဒါတွေကဘယ်လိုမျိုးဒီ child dream ကလိုချင်တဲ့ဟာနဲ့အဲ့လိုမျိုးတူညီမှုရှိရပေါ့နော်အဲ့ဒါမျိုးတွေကိုတည်တည်ချာချာလေးပြင်ဆင်နေပေါ့နော်အဓိကကတော့အဲ့လိုအချိန်ယူပြီးပြင်ဆင်ခဲ့ရအကြောင်းလည်းပါမယ်ထင်တယ်ဟုတ်ညီမဒီဟာကို2023လောက်ထဲကစပြီးတော့ပြည့်ဖြစ်တာဆိုတော့လေဟုတ်ညီမတို့ essay က2ပုတ်ရေးရတယ်ပေါ့နော်ဒါပေမဲ့ညီမကျတော့ဒီအရင်ဒီ scholarship ဒီ application မဖွင့်ခင်တည်းက essay ကိုစပြီးတော့အဲ့လိုစဉ်းစားဖြစ်တယ်ပေါ့နော်ဒီတိုင်းဟိုပုံလုံးဝအချောကြီးထွက်လာတာမဟုတ်ရင်တော့နေ့တိုင်းပေါ့နော်နေ့တိုင်းဆိုတာအဲ့လိုစိတ်ကူးပေါက်ရပေါက်လို့အဲ့လိုချပြီးတော့ကိုဘာကြီးထည့်ချင်လဲဆိုတာကိုစဉ်းစားဖြစ်တယ်ပေါ့နော်အားလုံးတည့်တဲ့အတိုင်းပဲပေါ့နော်essay ကတစ်ခေါက်ထဲနဲ့တော့ဘယ်လုံးဝအဆင်မပြေဘူးပေါ့နော်အများကြီးခဏအဲ့လိုပြင်လိုက်ဖတ်လိုက်ပြီးသူများကိုသွားပြလိုက်ပြီးသူကပြောလိုက်အဲ့တော့ကိုကပြင်လိုက်နည်းနည်းတော့အဲ့လိုပြင်ရတာအရင်များရယ်ပေါ့နော်တော်တော်စိတ်ရှည်ရရယ်ပေါ့နော်အဲ့တော့ညီမတို့ essay 1နဲ့2ဆိုလို့ရှိရင်ညီမတို့နှစ်မှာကျတော့ essay 2ကနည်းနည်းလေးပြောင်းသွားရယ်ပေါ့နော်မိကုန်းပုံစံလေးပေါ့နော်သူအရင်နှစ်တွေဆိုရင် volunteering ပိုင်းမှာဘယ်လိုလုပ်တယ်ဘာညာပေါ့ညီမတို့ပိုင်းမှာကျတော့ leadership ဆိုတဲ့ဟာလေးပါတိုးလာရယ်ပေါ့နော်အဲ့ခါကျတော့ဒီ application ဖွင့်တဲ့အချိန်မှာအဲ့ဒါလေးထွက်လာတော့ကိုအရင်ကပြင်ထားခဲ့တာရှိရနဲ့တွဲပြီးတော့ပြင်ဖြစ်တယ်ပေါ့နော်ပထမ essay ကကျတော့ဘာကိုပြောချင်တာလဲဆိုကိုအဓိကပေါ့နော်ဒီ major ပေါ့ကိုကဒီ major ကြောက်ဘယ်လောက်သိလဲဒီ major နဲ့ဒီဘွဲရလာလို့ရှိရင်ကိုကဘာတွေကိုလုပ်ချင်တာလဲဆိုတော့ကိုအဓိကညီမအကြံပေးချင်တာဆိုလို့ရှိရင်ကြာကိုပြန်ပြီးတော့မေးကြည့်ပေါ့နော်မေးကြည့်လို့ရှိရင်ကိုကဘာလုပ်ချင်တာလဲကိုရဲ့တကယ်passionate ဖြစ်တဲ့အရာဘာလဲဆိုတော့ကိုယ်တိုင်အရင်ရှာဖွေပေါ့နော်ပြီးတော့မှဒီကိုလုပ်ချင်တဲ့ဒီ future goals တွေနဲ့ကိုက်ပြီးတော့အဲ့လိုရေးနိုင်မယ်ဆိုရင်တော့အဓိကကတော့အဲ့ essay 1ကတော့အဆင်ပြေမယ်ထင်တယ်ပေါ့နော်အဓိကကတော့အဲ့လိုအချိတ်ဆက်မိမိလေးရေးနိုင်ရင်တော့ပိုကောင်းတယ်ပေါ့နော်ပြီး essay 2မှာဆိုလို့ရှိရင်လည်းကိုကဥပမာလုပ်ခဲ့တဲ့အလုပ်တွေအများကြီးကိုတန်းစိတ်ပြီးတော့ချပြစရာမလိုဘူးပေါ့နော်သူပြောတဲ့ခေါင်းစဉ်နဲ့လိုက်ပြီးတော့အဲ့လိုမျိုးကိုလောက်ခဲ့တဲ့ဟာတွေထဲမှာသူပြောတဲ့ဟာတွေနဲ့ကိုက်ပြီးတော့အဲ့လိုအဓိကkey points လေးတွေကိုထုတ်ပြီးတော့ပြနိုင်ရမယ်လို့ညီမကတော့ထင်တယ်ပေါ့နော်အဓိကတော့အဲ့လိုခဏပြင်ရတာကိုတိတ်ပြီးတော့အရင်အဲ့ဒါကိုဟိုမဖြစ်နေပေါ့နော်နည်းနည်းတော့တစ်ခါလေးကြာရင်တော့ပြင်ရရဆိုတာကြာနည်းနည်းတမျိုးတော့ဖြစ်တယ်ပေါ့နော်ဘာလို့လဲမသိဘူးဆိုတာတော့ဖြစ်တယ်ပေါ့ဒါပေမဲ့အဓိကကတော့ကိုယ့်ရဲ့ senior တွေဒီအဲ့ဒါတွေကိုပေးဖက်ခိုင်းကြည့်ပေါ့နော်သူတို့ပြောတဲ့အကြံတွေတိုင်းလိုက်လို့ရင်တော့ဒါအဆင်ပြေမယ်လို့ညီမထင်တယ်ပေါ့နော်ညီမ video presentation ကကြတော့အစားတော့စဉ်းစားရပေါ့နော်ဒီတိုင်းသူကကြတော့ format သတ်မှတ်ထားတာမရှိဘူးဆိုတော့ဒီတိုင်းပြောတဲ့ဟာကိုရိုက်မလားပေါ့ဒါပေမဲ့ညီမကြတော့အဲ့လိုနည်းနည်းစိတ်ဝင်စားစရာကောင်းအောင်ပေါ့နော်ဒီကိုဓာတ်တွေကိုလုပ်ခဲ့တယ်ကိုဒီလိုမျိုးဖြစ်တယ်ဆိုတာကိုတိတိကျကျလေးတယောက်ဓာတ်ပုံလေးနဲ့ပြရဲပေါ့နော်ဓာတ်ပုံလေးတွေထည့်တာကလည်းပို့ပြီးတော့ဒီကိုယ့်ရဲ့ကိုလုပ်ခဲ့ရဆိုတဲ့ဟာကိုပို့ပြီးတက်တည်ပြရဲပုံစံဖြစ်မယ်လို့ညီမထင်တယ်ပေါ့နော်အဲ့တော့ညီမကဘယ်လိုလုပ်လဲဆိုရင်ညီမရဲ့ video presentation ဆိုရင်ဓာတ်ပုံလေးတွေထည့်ရပြီးအနောက်ကနေ voice over လေးနဲ့ဒီလိုမျိုးကိုယ့်ရဲ့သူပြောထားတဲ့သူ့ရဲ့အချက်တွေကိုညီအောင်လိုက်ထည့်ပေးရဲပေါ့နော်ထည့်ပြီးတော့ပြောပြဖြစ်တယ်အဲ့တော့ကျတော့အဓိကကကိုကဓာတ်ရီလောက်တယ်ဆိုတော့ဗဇက်ကနေပြောရတယ်မဟုတ်ဘဲနဲ့ကိုဓာတ်ရီတကယ်လောက်ခဲ့ပါရဲဆိုတော့ဒီလိုတက်တည်ပြရဲဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ပြီးတော့ video presentation မှာလည်းအဲ့လိုသူပြောထားတဲ့အချက်လေးကိုတစ်ချက်ချင်းစီပြောပြသွားရင်အဆင်ပြေပေါ့နော်ပြီးတော့တစ်ခုရှိတာကြ essay နဲ့တော့အဲ့လိုအချိတ်ဆက်မိမိလေးရှိရင်တော့အကောင်းဆုံးပေါ့နော်interview ကအမှန်တိုင်းပြောလို့ရှိရင်ညီမကျတော့အဲ့လို interview ဖြေရမှာအရင်အဲ့လိုမျိုးကြောက်တဲ့သူတွေပါရဲပေါ့နော်အဲ့လို
အဓိကတော့လူစိမ်းနေနဲ့စကားပြောရတာကိုနည်းနည်းအဲ့လိုအခက်အခဲရှိခဲ့ပေါ့နော်အရင်တော့ဆိုအဲ့လို interview မဖြေခင်တော့ဆိုအဲ့လိုအစမ်းလေးချင်းတဲ့အခါမှာအရန်ကိုအဲ့လိုကိုတာပေါ့နော်ငါသွားပြီဆိုရဲခံစားချက်မျိုးတော့ဖြစ်ခဲ့ရပေါ့နော်အဓိကတော့အဲ့ဒါနောက်မှကျတော့ဘယ်လိုဖြစ်လဲဆိုတော့ညီမရဲ့အတိအမတယောက်ကနေပြီးတော့အဲ့လို mock text လုပ်ပေးရပေါ့နော်အဲ့တကယ်မဖြေခင်ညအရှိမှာပေါ့နော်လုပ်ပေးတဲ့အချိန်မှာ तू ပြောတဲ့သူကစိတ်အေးထားဖို့ပြောတဲ့ကိစ္စတွေပြီးတော့အဲ့လိုမျိုးတိတိကျကျလေးပေါ့နော်အဓိကတော့ကိုမေးတာကိုကလည်းတကယ်လောက်တဲ့အရာတကယ်ဖြစ်ချင်တဲ့အရာကိုတေချာပြောပြရမှာဖြစ်တဲ့အတွက်အဓိကစိတ်အေးထားဖို့ကတော့အရေးကြီးဆုံးပဲပေါ့နော်အဓိဘာလို့လဲဆိုတော့အရင် nervous ဖြစ်လို့ရင်ကြတော့အဖြေတွေကကိုပြောချင်တာကိုမပြောနိုင်ပဲဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလေးကတော့တစ်ချက်သတိထားစေချင်တယ်ပေါ့နော်တကယ် interview မှာကြတော့ဗာမေးလဲဆိုတော့အဓိကသူ essay ကိုဖတ်ပြီးတော့မေးသွားတာပေါ့နော်ကိုတယောက်နဲ့တယောက်ကတော့မေးခွန်းတွေကလုံးဝမတူဘူးပေါ့နော်ဘာလို့လဲဆိုတော့ညီမတငယ်ချင်းတွေနဲ့ပြန်ပြီးတော့ပြောကြည့်တဲ့အခါမှာလည်းတယောက်တစ်မျိုးစီဖြစ်နေတာပေါ့နော်အဓိကကိုယ့်ရဲ့ essay ရဲ့ video presentation ရဲ့ကအချက်တွေကို तू ကအဲ့လိုအဲ့ဒါကိုအခြေခံပြီးမေးသွားဥပမာညီမဆိုလို့ရှိရင် women empowerment အပိုင်းကိုသွားရဲဆိုတဲ့ဟာကြီးပေါ့နော်အဲ့တော့ညီမရဲ့အဲ့ဒါနဲ့ပတ်သက်တဲ့ရေရှည် plan တွေပြီးတော့အဲ့ဒါကိုတကယ်ဖြစ်အောင်လုပ်နိုင်မလားဘာညာအဲ့လိုဟာလေးတွေပါလာရဲပေါ့နော်တချို့ဟာတွေကြတော့အဲ့လိုနည်းနည်းရုပ်တရက်ကြီးဆိုလို့ရှိရင်နည်းနည်းစဉ်းစားရနည်းနည်းခက်တဲ့မိကုန်းလေးပါရဲပေါ့နော်အဲ့ဒါတွေကိုလည်းဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းအမှန်အတိုင်းတကယ်လည်းဖြစ်နိုင်မယ့်အရာပေါ့နော်မဖြစ်နိုင်တာရေဆိုလို့ရှိရင်လည်းဒါရုပ်တိမရှိဘူးလေနော်အဲ့ကြတော့တကယ်လည်းဖြစ်နိုင်မယ့်အရာတွေကိုပြောပြခဲ့ရပေါ့နော်အဲ့လိုပုံစံလေးပါပဲ interview ကလည်းအဲ့လိုနည်းနည်းတော့တကယ်တမ်းတော့မဖြေခင်ကကြောက်ခဲ့ပေမဲ့လည်းဖြေတဲ့အခါမှာကျတော့အဆင်ပြေသွားခဲ့ရပေါ့နော်အဲ့ဒါလည်းညီမကလည်းမေးဖြစ်တယ်ပေါ့နော်အဲ့ဒါကြတော့ညီမအကယ်၍ဒါဒီမပါခဲ့ဘူးဆိုလို့ရှိရင်ဒါညီမခုနပြောခဲ့တယ်ညီမရဲ့ organization ဆိုတာရှိရပေါ့နော်ညီမအဲ့လိုဒီမေအတွက်ဆိုပြီးတော့လောက်ထားတဲ့ organization တစ်ခုရှိရပေါ့နော်လှိကတစ်တလတာဆိုတဲ့ဟာပေါ့အဲ့ဒီဟာမှာပဲညီမဆက်လုပ်ပြမယ်ထင်တယ်ပေါ့နော်အဲ့မှာကျတော့ညီမနဲ့စိတ်တူကိုယ်တူလူတွေရှိရပေါ့နော်သူတို့နဲ့အတူတူလုပ်ဖြစ်တာဆိုတော့ကျတော့အဲ့ဒါနဲ့ပဲဒီအဲ့ women empowerment အပိုင်းကိုပဲဆက်သွားဖြစ်မယ်လို့တော့ထင်တယ်ပေါ့နော်ဟုတ်အဲ့ဒါကတော့ညီမဒီပြီးရင်တော့CD ဆက်ရှောက်ဖြစ်လောက်မယ်တော့ထင်တယ်ပေါ့နော်လုံရင်းနေဆိုတော့ဟုတ်အဲ့ဒါတော့ညီမတကယ်မရလို့ရှင်တော့အဲ့လိုလေးလုပ်ဖို့တော့စိတ်ကူးထားရပေါ့နော်ဟုတ်ပြောလို့ရှိရင်ပေါ့နော်အရင်ညီမဘွားအတွက်ဒါအရင်ကိုလောကကြီးမားရဲ့အချိုးကွေးတစ်ခုလိုခံစားရရပေါ့နော်ဘာလို့လဲဆိုတော့ချိုင်းတွင်းမရှိလို့ညီမဒီနေရာကိုရောက်လာမှလည်းမဟုတ်ဘူးပေါ့နော်ညီမအမှန်တိုင်းပြောလို့ရှိရင်ဒီ academic ဘက်ကိုပြန်သွားကျင်တဲ့စိတ်ကရှိခဲ့ပေါ့နော်ဒါပေမဲ့ကိုယ်တိုင်အိမ်ကနေတက်ဖို့ကြတော့မဖြစ်နိုင်ဘူးပေါ့နော်မဖြစ်နိုင်တဲ့အတွက်ဒီ child train ရဲ့ support ကြောင့်ဒီ ransom မှာကြောက်တတ်နိုင်ခဲ့ပေါ့နော်လုံးဝညီမဘွားအတွက်လုံးဝအဲ့လိုကြီးမားရဲ့အချိုးအကွေးလို့တော့ပြောလို့ရတယ်လုံးဝပြောမယ်ဆိုရင်အဲ့လိုတော်တော်လေးကိုအရေးပါတယ်လို့လည်းခံစားရရပေါ့နော်အဲ့အကယ်၍ China တာမရှိရင်ညီမဒီမြန်မာပြည်မှာလည်းဆက်နေဖြစ်ပြီးတော့ဆက်လုပ်ဖြစ်မှာပြင်မဲ့ပေါ့နော်ညီမသွားချင်တဲ့ဒီ academic ဘက်ကိုကြာတော့ရောက်နိုင်မှာမဟုတ်ဘူးပေါ့နော်ဟုတ်အဲ့တော့ဒီအများကြီးဟိုအထောက်အကူပြုခဲ့ပါရပေါ့ဟုတ်ဟုတ်ကဲ့အခုကျတော့ညီမတို့10လပိုင်းရောက်နေပြီပေါ့နော်10လပိုင်းရောက်နေပြီဆိုတော့ China ဒီ application form ကညီမတို့12လပိုင်းဆိုရင်တော့ဖွင့်မိထင်တယ်ပေါ့နော်အဲ့ခါကျတော့အခုချိန်မှာဆိုရင်ဘာတွေပြင်သင့်ပြီလဲဆိုစာရွက်စာတမ်းတွေကတော့အဓိကပြင်သင့်တယ်ပေါ့နော်သူတို့ပြောထားတယ်လိုအပ်တဲ့စာရွက်စာတမ်းတွေကို don't treat ပြန်တာတွေလုပ်ထားတင်တယ်ပြီးလို့ရှိရင် recommendation letter ပေါ့နော်အဲ့ဒါကလည်းအရေးကြီးရယ်ပေါ့နော်တကယ် recommendation letter ရေးခိုင်းတဲ့အခါမှာကျတော့အဲ့လိုမျိုးဟိုရာသူကအဲ့ရေးပေးတဲ့သူရဲ့ဟာကိုမကြည့်ဘဲနဲ့ကိုကရေးပေးတဲ့သူနဲ့ကိုနဲ့ကြားအဲ့လိုလို့ပြောဆက်ဆံရေးကိုအဓိကကြည့်ရပေါ့နော်ကို့အကြောင်းသူကဘယ်လောက်ကောက်ကောက်သိလဲဆိုတော့ဟာကိုလည်းအရေးကြီးရဆိုတော့ recommendation letter ရေးပေးတဲ့သူလည်းကောက်ကောက်လေးရွေးပြီးတော့အခုတည်းကသွားပြောထားတင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုဆရာမတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုပ်ရှင်ပဲဖြစ်ဖြစ်သူတို့ကနည်းနည်းအချိန်ကအဲ့လိုမအားကြတာရှိရပေါ့နော်အခုတည်းကကိုကပြောထားမှသူတို့လည်းအဲ့လိုမျိုးပြင်ဆင်ပေးထားနိုင်မယ်လို့ထင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့အခုတွေက essay ကိုပြင်ထားတင်တယ်လို့လည်းထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အနီးကမှလုပ်ရင်ကြတော့လေတချို့ကကျတော့အနီးကမှလုပ်တာပို့အဆင်ပြေပေမဲ့စနစ်တကျရှိဖို့ဆိုရင်ကြတော့ညီမတို့ essay တွေကိုအခုတွေကပြင်ထားတာတော့အကောင်းဆုံးပဲလို့တော့ထင်တယ်ပေါ့နော်အခုချိန်ဆိုရင်အဲ့ essay တွေပြင်လို့ရပြီပြီးစားရတဲ့နေရာတော့စုလုပ်ထားတင်ပြီပေါ့နော်စုံတင်ပြီလို့ထင်တယ်ပြီးလို့ရှိရင်တော့စားလျှောက်ဖို့အတွက်အဲ့လိုစိတ်ကိုလည်းပြင်ဆင်ထားဖို့နော်အဓိကကတော့စိတ်ကတော့အရေးကြီးဆုံးပဲပေါ့နော်အဲ့ဒါလေးကိုလည်းပြင်ဆင်ထားဖို့ညီမကတော့အကြံပြုချင်ပါတယ်အားလုံးပဲပေါ့နော်အချိန်ပေးပြီးကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အကယ်၍တစ်ခုခုသိချင်တာရှိလို့ရှိရင်လည်းလာမေးလို့ရပါတယ် bye bye okay